Hello မိတ်ဆွေတို့ကျွန်တော်ဆွဲပြမှာကတော့ CK Lottery Win ကို30အကူအမှုနဲ့ဆွဲပြမှာပါအမှုတွေဝင်သူ့ရဲ့ pro ကိုရိုက်နောက်ဆုံးသုံးလုံးနော်ပြီးကြရင်ဗာပြလဲပြတော့ပစ်ထူ900ထိုးထားတယ်ခုနှစ်ထွက်တော့ပစ်ဝင်သွားပါတယ်ပြီးတော့ဟမှုသွားပြီးတော့နောက်တော့ဝိုင်းကိုထက်ရှာမယ်စမောပြီးတယ်စမောပြီးတော့စမောကို900ထိုးလိုက်ခဏဆောင်မယ်နော်3ထွက်တယ်3ထွက်တော့ဝင်းသွားတယ်ခင်ဗျာဝင်းသွားတယ်နောက်တစ်ပိုင်းကိုထက်ရှာမယ်ပြပြီးတော့ပစ်ကို900ထိုးလိုက်စမောထွက်တော့လို့တယ်ခင်ဗျလို့တော့နောက်တစ်ပိုင်းကိုဆက်ရှာစမောပြီးတော့စမောကို1500ထိုးမယ်စမောပြီးတော့ဝင်းသွားတယ်4ထွက်တော့စမောဝင်းသွားတယ်နောက်တော့ဝိုင်းကိုဆက်ရှာမယ်ပြပြီးတော့ပစ်ကို900ထိုးတယ်ဒီဟမ်းမှုလေးကိုလိုချင်တော့ comment မှာချပေးထားတဲ့ link ကနေဝင်ပြီးတော့ channel ကို join ပါရရင်အဲ့ channel မှာပေးထားတဲ့ link ကနေဖွင့်ပြီးတော့အဲ့ဒါမျိုးဆက်သွယ်လိုက်ပါပြီးရင် ID ပို့ထားလိုက်ပါငွေသွင်းပြီးတာနဲ့ဟမ်းမှုပြီးပါမယ်6ထွက်တော့ဝင်းသွားတယ်ခင်ဗျာနောက်တော့ဝိုင်းကိုထက်ရှာမယ်စမောပြီးစမော900ထိုးတယ်ပစ်ထွက်တော့လူတယ်လူတော့နောက်တော့ဝိုင်းကိုဆက်ရှာမယ်စမောပြီးတယ်အဲကြောင့်စမောကို1500ထပ်တိုးမယ်စမောတော့ဝင်းတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ